အားလုံးပဲမင်္ဂလာပါတန်ကိုကိုမင်းဘလောကနေကြိုဆိုပါရခင်ဗျာမိဘတော်တော်များများကကိုယ့်ရဲ့သားသမီးတွေကိုအိယာဝင်ပုံမြင်လေးတွေပြောရကြပါရခင်ဗျာသူတို့နားထောင်ခြင်းတဲ့ပုံမြင်လေးတွေရွေးချယ်ပြီးတော့ပြောရကြပါရခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အဖေကကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ကိုပြောပြခဲ့တဲ့ပုံပြင်လူတိုင်းကြိုက်တဲ့ကျွန်တော်ကတစ်ဆင့်ကလေးတွေကိုမျှဝေပေးတဲ့ပုံမြင်လေးကိုအခုမိတ်ဆွေတွေကိုမျှဝေပေးချင်ပါတယ်ဒီပုံမြင်လေးကဘာလဲဆိုတော့ပေါက်ချင်းချင်းဟေလာလာနာမည်ကပေါက်ချင်းချင်းဟေလာလာဖြစ်ပါတယ်အဲ့တော့ကြောက်မဲ့ဖွယ်ရလေးအနှဲငယ်ပါတာဖြစ်တဲ့အတွက်ပုံမြင်လေးကိုဆော့အောင်စိတ်ဝင်စားကြည့်ပြီးတော့နားထောင်ပေးပါခင်ဗျာကဲစလိုက်ကြအောင်တခါတော့ကမောင်ဖြူနဲ့မောင်နီဆိုတဲ့လူနှစ်ယောက်ရှိပါတယ်ခင်ဗျာမောင်ဖြူကအရန်ကြောက်တတ်တဲ့တစိတ်တရဲဆိုရင်အရန်ကြောက်မောင်နီကတော့မကြောက်တတ်ပါဘူးခင်ဗျာတတ်သိရှိတဲ့ကောင်ပေါ့တနေ့ကျတော့သူတို့ပတ်စံသုံးဖို့မရှိလို့ထင်းခွေတွားကြပါတယ်အိမ်မှာရှိတဲ့ဒီအမေရာတို့ဝတ်သားတို့ကိုချက်ပြုတ်ပြီးတော့ထမင်းထုတ်ပြီးတော့တွားကြပါတယ်ခင်ဗျာထမင်းများများထည့်ပြီးတော့တော်ရူတောင်းထားတယ်ဆိုတော့အာရပါရစားမှကျင်းတာလေအဲ့လိုပုံစံနဲ့ထင်းခွေတွားကြပါတယ်ထင်းခွေရင်နဲ့ထင်းနေလည်းအများကြီးရတာပေါ့ထင်းခွေရင်နဲ့သူ့မိသားစုကြောင့်ကိုမိသားစုကြောင့်ကိုမရမကောင်းကြောင်းသူမရမကောင်းကြောင်းပြောရကြပါပြောပြီးတော့ထင်းခွေကြပါတယ်ခင်ဗျာခွေရင်နဲ့မြစ်တော်ထဲမှာအမှန်တကယ်တချို့နေရာတွေကစင်တူရိုးမားနေရာလေးရှိတယ်တော်ထဲမှာနော်ဟိုနေရာလိုဒီနေရာလိုနဲ့အဲ့လိုနဲ့မြစ်စီလဲလမ်းမှာပြီးတော့ကျွန်တော်တို့နော်အိမ်ပြန်မြောက်ကြပါဦးခင်ဗျာဓာမီကလည်းမပါအဲ့လိုနဲ့အပင်ကြီးတပင်ရဲ့အောက်မှာသူတို့နေခင်းကကြံတဲ့ထမင်းတွေဟင်းတွေအများကြီးထည့်သွားကြတာ哦အဲ့တော့ထမင်းတွေဟင်းတွေကိုအပင်ကြီးရဲ့တပင်အောက်မှာညနေမှာပေါ့နော်ထမင်းတို့ဖြေကြပါတယ်ခင်ဗျာတော့ရှူကန်းလေးတွေကြည့်လိုက်နော်ထမင်းစားလိုက်ပေါ့အဲ့ဒီခါမှာအဲ့ဒီအပင်ကြီးနဲ့မလမ်းမကန်းလေးမှာတော့ကျောင်းလေးရှိတယ်တော့ဖုန်ကြီးကျောင်းလေးရှိတယ်အဲ့ဒီတော့ဖုန်ကြီးကျောင်းမှာကဖုန်ကြီးကအမှန်တကယ်ဖုန်ကြီးဆက်မဟုတ်ဘူးတရေနော်ဖုန်ကြီးဟန်ဆောင်ထားတဲ့တစိတရေဖြစ်ပါတယ်ခင်ဗျာကြောက်စက်ကောင်းတယ်နော်အဲ့ဒီဖုန်ကြီးကသူ့ဟင်းအနှံ့နေရတယ်ပေါ့လေဟင်းအနှင်းနှံ့နေရတဲ့ခါကျတော့သိတာပေါ့သိတော့လူတန်းလဲကြားတာကိုစကားပြောတဲ့တန်လဲကြားတဲ့ခါကျတော့ဟုတ်ပြီဆိုပြီးတော့အဲ့ဒီဖုန်ကြီးเจ้าကနေအဲ့ဒီသူတို့မောင်ဖြူနဲ့မောင်နေထမင်းတို့ဖြေတဲ့အပင်ကြီးကိုခြေလန်းတလှမ်းတာကားရတယ်ရှူးရင်ဆိုကားပြီးတော့အပင်ကြီးကိုရောက်လာပါတော့တယ်ခင်ဗျာအပင်ကြီးအောက်မှာဘာတွေလုံးကြပါလဲကြည့်တာပေါ့အဲ့ဒီခါမှာအာပါတရဝါတီဆွဲနေကြတဲ့ပုံရိပ်ကိုမြင်တဲ့ခါကျတော့သူလည်းဝါတီဆွဲနေတာထမင်းစားနေတာထမင်းစားရင်ဟင်းစားနေတာနော်ထမင်းအလောက်ကြီးခုံမမှုတယ်ဟင်းစားနေတာအဲ့တော့ဟိုကောင်နှစ်ယောက်ကလည်းမသိဘူးလေမသိတဲ့ခါကျတော့တောင်ကြည့်မြောက်ကြည့်ဒီမှာထင်းခွေလုံးမောနေတဲ့ခါကျတော့ရက်ကလေးခတ်လိုက်ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်တည်နေတဲ့အချိန်မှာအပေါ်ကတလို့ရှာကြီးနဲ့ဟင်းတရုံးကိုဆဲပြီးတော့စားလိုက်ပြန်ပြီအပေါ်ကတဆေဖုန်ကြီးတဆေကစားလိုက်ပြန်ပြီတရုံးနှစ်တုံးရောတာကိစ္စမရှိဘူးသူပဲစားနေမှာတောင်းတယောက်အဲ့လိုလေးပဲထင်ကြသေးတယ်နောက်တရုံးပြန်ဆက်လိုက်ပြန်ပြီဖုန်ကြီးတဆေကြီးကမသိရသေးဘူးသူပဲစားနေမှာမောင်ဖြူကစားနေမှာမောင်နီကစားရနေမှာတောင်းတယောက်အဲ့လိုလေးပဲထင်မြင်ကြတော့ပဲနောက်တရုံးဆက်လိုက်ပြန်ပြီနဲ့ကျွန်တော်တို့ဟင်းပကံထဲမှာဟင်းတုံးတွေကတိတိတရာကြီးကိုလူစားရနဲ့မတူအောင်ကိုရောတော့တာဖြစ်တဲ့အတွက်နော်တောင်းတယောက်အချင်းခုံဖြစ်ကြရောဟင်းတွေကမရှိတော့ဘူးမင်းစားရမလားမဟုတ်ဘူးမင်းမစားနေမှာငါဟင်းလည်းမြင်နေမလားငါဟင်းလည်းမရှိတော့ဘူးငါသားလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးမင်းစားရမလားမဖြစ်ဘူးမင်းအဲ့လောက်ဟင်းစားကြည့်နေလို့ဆိုရင်နော်မင်းက
မကြောက်တတ်တဲ့လူဖြစ်တဲ့အတွက်ဒီမှာအိတ်ခဲ့နော်ဒီမှာအိတ်ခဲ့ဆိုပြီးတော့နော်မောင်နီကိုမောင်ဖြူကပြောပြီးဟောဒီအပင်အောက်မှာထားခဲ့တယ်နော်ဟောဒီအပင်အောက်မှာထားခဲ့တယ်အဲ့တော့မောင်ဖြူကတော့ကြောက်တတ်တဲ့လူပေါ့လေအမျိုးအပင်အောက်မှာမအေးရဘူးပေါ့တော့ထဲမှာမအေးရဘူးပေါ့ထမင်းတွေစားပြီးတဲ့ခါကျတော့ဟိုလေဒီလေအိတ်မဲ့နေရာလေးတွေရှားရင်နဲ့နော်ရွာလေးတွေများတွေ့ကြည့်မလားပေါ့ဗျာရှားရင်နဲ့ဖြစ်ချင်တော့အဲ့ဒီဖုန်ကြီးတရင်သုံးနေလို့ပဲပြောရမယ်နော်အဲ့ဖုန်ကြီးတစ်စင်ကြီးရှိတဲ့နေတဲ့ဖုန်ကြီးကျောင်းကိုဒိုင်းကနေသွားတူရောအဲ့ဒီခါမှာအပင်ကြီးပေါ်မှာရောက်နေတဲ့ဖုန်ကြီးကတော့သိတယ်အပေါ်ကနေကြည့်နေတာဆိုတော့အပေါ်ကနေမြင်ရတဲ့ view ဆိုတော့ဟာဟိုကောင်ကတော့ငါဖုန်ကျောင်းကိုသွားနေပြီငါဖုန်ကျောင်းတွေ့ရတော့မှာပဲဆိုပြီးတော့ရွှေဆိုပြီးတော့အပင်ကြီးကနေဖုန်ကျောင်းကိုပြန်တွားလိုက်ပါတယ်ဖုန်ကြီးကျောင်းရောလဲရောဖုန်ကြီးဟန်ဆောင်ပြီးတော့ပဒီလုံးကြီးစိတ်ပဒီလုံးကြီးစိတ်ပြီးတော့တန်းဆောင်နေပါတယ်အဲ့ဒီခါမှာမောင်ဖြူကကျောင်းကနေလှမ်းអော်တယ်ပေါ့နော်ဖုန်ကြီးခင်ဗျာဖုန်ကြီးဖေတပည့်တော့ဒီညဖုန်ကျောင်းမှာတညလောက်တဲခိုခွင့်ပြုပါတောထဲမှာထင်းခွေလာရင်းနဲ့မျက်စိလည်းလမ်းမလို့ပါခင်ဗျာဆိုပြီးတော့အကျိုးကြောင့်ကိုရှင်းပြလိုက်တယ်ဖုန်ကြီးကတစေတရေဆိုတော့လာခဲ့အေးနော်ငါဖုန်ကြီးကျောင်းမှာအဲ့လိုဆိုရင်ငါကိုကပြဖြော်ပြရမယ်နော်ငါဖြော်ပြလို့ရတော့ငါအကြောင်းသိမယ်နော်ဆိုတော့မောင်ဖြူကကြောက်တော့တာပေါ့ဟာငါကမှသူကကြောက်နေတာလေနော်ကြောက်နေတာဆန္ဒမဆုံးနဲ့နော်ပုံမျိုးလေးကိုဆုံးကြည့်ပြီးတော့နော်သူ့ရဲ့ကံတရားအကျိုးပေးလေးလာအောင်ပါနော်အဲ့တော့ဟာဖုန်ကြီးငါ့ကိုကပြဖြော်ပြခိုင်းနေအေးပါငါအိတ်ချင်းလေးတော့ရမှာပါဆိုပြီးတော့နော်အိတ်ချင်းလေးတော့ရမှာပါဆိုပြီးတော့လက်ခံလိုက်တယ်တင်ပါဗျာတပည့်တော်ဆရာတော်ကိုကပြဖြော်ပြပါမယ်ဗျာဆိုပြီးတော့ပြောတယ်ကဲလို့နဲ့ဖုန်ကျောင်းပေါ်တက်ပေါ့ဗျာဖုန်ကျောင်းပေါ်တက်ပြီးတော့ဖုန်ကြီးကကဲလာငါအခန်းထဲကိုလာခဲ့ဆိုပြီးတော့သူခန်းထဲကိုခေါ်တော့ပါတယ်ခင်ဗျခေါ်တော့ပြီးတော့ဖုန်ကြီးရဲ့အခန်းထဲမှာပွေပွားလို့ရှုပ်ပွားလို့နော်ကျင်းတောက်တေးရောကျင်းတောက်ဆိုအရင်တော့ကလေးတွေကစားတဲ့ကျင်းတောက်ဆိုတဲ့ကစားစရာလေးတွေလေအဲ့လိုလေးတွေရရှိတယ်ကဲထိုင်တကားလေးထိုင်နော်တမပေါ့ကဲဟုတ်ပြီမင်းထမင်းတွေကိုစားခဲ့ပြီလားအစားခဲ့ပါပြီဖေဟာကဲဒါဆိုရင်ငါ့ကိုကပ်ပြဖြော်ပြတော့ဆိုပြီးတော့ငါကဒီမှာစီဂျဝါချက်လိုက်ပေးမယ်နော်စီနေဝါလိုက်ပေးမယ်ငါ့ကိုကပ်ပြဖြော်ပြတော့ဆိုပြီးတော့တွက်လိုက်တယ်တဲ့အဲ့ဒီခါမှာတကသူ့ရဲ့မောင်ဖြူကပါရောခင်ဗျာကပါရောပေါ့နော်ကနေရဖုန်းကြီးကလည်းတင်းဟဲလာတောက်တင်းဟဲလာတောက်တင်းဟဲလာဆိုပြီးတော့နောက်ကနေလိုက်ပေးတယ်ဟောလဲတောက်တင်းဟဲလာတောက်တင်းဟဲလာဆိုပြီးတော့ကနေပါရောခင်ဗျာညတကောင်ကြော်ပြီးသူ့ရဲ့ကပြဖြော်ရင်မှုကမပြီးသေးပါဘူးခင်ဗျာတကောင်လဲကြော်ပြီးရောတကောင်ချင်းလဲတကောင်ချင်းနောက်ပန်းလဲရောက်ရောဖုန်ကြီးရဲ့ရုပ်ပန်းတရံတွေပြောင်းလဲလာပါတော့တယ်ခင်ဗျာကြောက်စက်ကောင်းတယ်နော်ပေါက်ချင်းဟင်းလာတခါပြောလိုက်မျက်လုံးတွေကဘယ်ကလုံးလောက်ကြီးလာလိုက်တခါသိလိုက်တောက်ချင်းဟင်းလာမျက်လုံးတွေကဘယ်ကလုံးလောက်ကြီးလာလိုက်ရှာရီစင်အောက်မှာခွေမွေများခွေနေတယ်လို့သူ့ရဲ့ရှာရဲ့အရှေဟာကျမ်းပြင်ပေါ်မှာခွေနေပါတော့တယ်ခင်ဗျာမောင်ဖြူကအဲ့ဒါကိုကြည့်နေပြီးတော့အဲ့ဒါကိုကြည့်တော့ကြောက်နေတော့တာပေါ့ကြောက်တော့ဘာပေါက်ချီဟိုကကနေတယ်
ငါဘယ်လိုလုပ်ရတော့မလဲဘယ်လိုလုပ်ရတော့မလဲနဲ့စဉ်းစားရင်နဲ့ထွက်ပေါက်ရှာဖို့ဟာနော်ပြည်ရင်းဘက်ကနေများခုံလိုက်ရမလားငါပြည်ရင်းဘက်ကနေခုံရင်ကြောက်တဲ့စိတ်ကသူ့ကိုပြန်အကျိုးပေးတာနော်ကြည်ထားပုံမြင်လေးကိုဆုံးကြည့်ထားပြည်ရင်းဘက်ကနေခုံချလိုက်လို့ဆိုရင်ငါကိုသူ့ရဲ့ရှာနဲ့များကောက်ပြီးစားလိုက်မလားရှာနဲ့ကောက်ပြီးစားလိုက်မလားဘယ်လိုလုပ်ရတော့မလဲဆိုပြီးတော့နော်စဉ်းစားရင်နဲ့မိုးတာလင်းတော့ပါတော့တယ်ခင်ဗျမိုးလင်းတော့တဲ့ခါကျတော့ဆရာတော်ကြီးအတ္တစိတ်တရကြီးကသဘောကျတာပေါ့အံ့ဩတာပေါ့ငါဒီလောက်ပြူပြဲပြနေတာတောင်မှဒီတကားလေးကမကြောက်ဘူးပဲကဲဟုတ်ပြီတကားလေးလားရှုလားအမေကိုချစ်ကျူးတယ်ကွာအဲ့တော့ငါ့ကိုကပြဖြော်ပြတဲ့အတွက်အမင်းလည်းမေ့ရဘူးအမေကိုတမင်ညံစမ်းကြည့်တာအဲ့တော့ငါမှရှိတဲ့ဒီရွှေငွေရတနာတွေကိုမင်းကိုပေးလိုက်မယ်လက်ဆောင်ပေးလိုက်မယ်ယူတော်ဆိုပြီးတော့ပေးလိုက်ပါတယ်ခင်ဗျာမှဖြိုးကလည်းအာပါတရားနဲ့ဘောသူမှပါလာခဲ့တဲ့အိတ်တွေထဲမှာရွှေငွေတွေထက်ပြီးတော့တွားပါတော့တယ်ခင်ဗျာမောင်နီရေတငယ်ချင်းကိုနီအဲ့လိုလေးပေါ့ဟာငါမကြည်စမ်းငါ့အောင်ကြည်စမ်းဟာတယ်မဘာလဲဘာလဲဘလူးလဲကွာဘာလဲအဲ့လိုပေါ့မောင်နီကလည်းအပင်အောင်မှာသူလည်းအိတ်နေတာလေသူမကြောက်ဘူးစိတ်အိတ်လက်အိတ်နဲ့အိတ်နေတာအဲ့တော့တော့တဲ့ခါကျတော့နော်မောင်နီနဲ့တွေ့ရဟာမင်းအဲ့ဒါဘာလဲဘလူးကပေးလဲမင်းဘယ်လိုမျိုးနေရာမှာအိတ်ချတာလဲပေါ့တော့အိတ်တာလဲပေါ့နော်ဒီလိုဖုန်းကြောင့်ငါတော့အိတ်တာပေါ့ဗျာဖုန်းကြောင့်မှတော့အိတ်တော့ဖုန်းကြီးကကခိုင်းတယ်ဖုန်းကြီးကခိုင်းတော့ငါကလိုက်တယ်မိုးလင်းအောင်ကတော့ပတ်စံနေရတယ်ပေါ့ဒါတွေငါရတယ်ပေါ့အဲ့လိုမျိုးမောင်နေကိုရှင်းပြလိုက်တဲ့ခါကျတော့မောင်နေကအယံသဘောကျတော့ပါတယ်ခင်ဗျာဟုတ်ပြီမင်းကဒီတညရခဲ့ပြီဆိုတော့ဒါတော့ဆိုမင်းနော်တင်းတော့မင်းမိသားစုတက်အဆင်ပြေပြီငါလည်းထင်းစည်းတွေကိုထားရင်ထားခဲ့ရပါစေကွာငါလည်းဒီနောက်ညနော်ဖုန်းကြောင့်မှတော့အိပ်ပြန်မယ်ဆိုပြီးတော့sorry နောက်ကြမဖို့အဲ့ဒီနေခင်းလေးမှာဖုန်းကြောင့်မှသွားနာမယ်ပေါ့လေအဲ့လိုမျိုးသွားတဲ့ခါကျတော့အဲ့လိုပဲဖုန်းကြီးကိုခွင်တောင်းရဲဖုန်းကြီးအိတ်လာခြင်းလို့ပါပေါ့တဲလာခြင်းလို့ပါတပည့်တော်ကိုခွင့်ပြုပါဆိုပြီးတော့ဖုန်းကြီးကိုခွင်တောင်းတယ်ဖုန်းကြီးကအိတ်လာပေါ့လေမင်းအိတ်လာလို့ဆိုရင်ငါ့ကိုကပြပြောပြရမယ်နော်အဲ့လိုမျိုးပြောတယ်မောင်ဖြူလိုပဲထုံးစံတိုင်းပဲအကုန်လုံးပြောပြတယ်ဖုန်းကြီးကအခန်းထဲကိုခေါ်သွားပြီးတော့ပေါက်ချင်းချင်းဟေလာလာနဲ့ပဲကကြတယ်ပေါ့ဗျာထုံးစံတိုင်းပဲသူ့ရဲ့မျက်လုံးတွေရောရှားတွေရောအကုန်လုံးပြူထွက်ရှိပြီးတော့ရှေ့ထွက်လာပါတော့တယ်ခင်ဗျာအဲ့ခါမှာအမှန်တည်းကမကြောက်ဘူးမောင်ဖြူကမောင်တွေကိုတိကျမရှင်းပြတဲ့ခါကျတော့မောင်နေကမထင်မှဖဲမျက်လုံးတွေပြူရှားတွေထွက်သွားတာတွေကိုမြင်လိုက်ရတဲ့ခါကျတော့အရန်ကြောက်သွားတယ်ရုပ်တရက်ဖြစ်တော့တဲ့နော်ကြောက်စိတ်ကလေးပေါ့ဗျာကြောက်သွားတဲ့ခါကျတော့ဟာငါဘယ်လိုလုပ်ရမလဲဆိုပြီးတော့မဖြစ်ဘူးငါလူလွဲပြီထင်တယ်ငါနေရာများလွဲရလားဖုန်းကြီးများလွဲရလားပေါ့လေအဲ့လိုနဲ့ထွက်ပေါက်ရှာရင်နဲ့ဖုန်းကြီးခန့်ရဲ့ဒီတောင်ဘက်ကလေးမှာပြင်းတဲ့ဘောက်ကလေးရှိတယ်ကျောင်းကလည်းအမြင့်ကြီးနော်အဲ့ဒီပြင်းဘောက်ကနေခုံချလိုက်ပါရောခင်ဗျခုံချလိုက်တဲ့ခါကျတော့ဟိုကတစ်စီတရဲတာကိုစားကျင်တောက်ချင်တာကိုဘာပဲဟောနော်လူရတောင်မချမ်းဘူးအဲ့ဒီဖုန်းကြီးကတော်ဆိုးတယ်အဲ့တော့ရှာနဲ့ရွှိုက်ဆိုပြီးတော့ဟန်ကောက်လိုက်ဟာဆိုပြီးတော့ကောက်ပြီးတော့စားလိုက်ပါရောခင်ဗျမဖြူကဟာနော်မလာဘူးပဲငါတငယ်ချင်းတော်နဲ့ပြန်မလာဘူးပဲဘာမှဖြစ်ပါလေဆိုပြီးတော့သွားရှာတယ်မဟုတ်မှလွဲရောဖုန်းကြီးကိုကြောက်လို့များထွက်ပြေးတာများလားငါဖုန်းကြီးနဲ့အရင်မတွေ့ခင်ဖုန်းကြီးကျောင်းအောက်ဝန်းကျင်ဖုန်းကျောင်းပတ်ဝန်းကျင်ကိုလေ့လာကြည့်ပါဦးမဲဆိုပြီးတော့
မောင်နီကတွားရှာတဲ့ခါကျတော့သူ့တငယ်ချင်းမောင်ဖြူကတွားရှာတယ်ပြောတာနော်ကျွန်တော်ပြောတာမှားလို့ပါခင်ဗျသူ့တငယ်ချင်းမောင်နီရဲ့အယိုးပုံနေတာတွားတွေ့ပါရောတဲ့ခင်ဗျအဲ့တော့မောင်ဖြူကလည်းကြောက်လန့်နဲ့ပြေးကြရောပေါ့ပြေးပြီးတော့ဖုန်ကြီးကပြလိုက်တဲ့ရွှေငွေရတနာတွေဒီပတ်စံတွေကိုတပွေးတစ်ပိုက်ကြီးပိုက်ပြီးတော့ထင်းစီးတီကိုကုံထားခဲ့တော့တယ်မှာသူ့မိသားစုရှိတဲ့ရွာလေးကိုပြန်ပါတော့တယ်ခင်ဗျာပုံမြင်လေးကပြီးတော့ပြီခင်ဗျာဒီပုံမြင်လေးကလူကြီးပိုင်းတွေသဘောကျမှာမဟုတ်ပါဘူးကလေးတွေပဲသဘောကျမှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်ရဲ့ YouTube channel ထဲမှာဝင်ပြီးတော့ပုံမြင်လေးတွေအများကြီးတင်ထားတာရှိပါတယ်ပုံမြင်လေးတွေကိုကျွန်တော်ရုပ်မပါပဲနဲ့လေဒါကြည့်ရှုနားထောင်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ထဲကိုဝင်ကြည့်လို့ဆိုရင်ဗီဒီယိုအမျိုးမျိုးတွေ့ရပါလိမ့်မယ်ခင်ဗျာအရင်တုန်းကကျွန်တော်စခဲ့တာကကျွန်တော်ရုပ်မပါပဲနဲ့နော်စိတ်ခွန်ကဗီဒီယိုလေးတွေကျွန်တော်ဖတ်ခဲ့ရတဲ့စာအုပ်ထဲကအကြောင်းအရာလေးတွေကိုမျှဝေပေးတယ်ကျွန်တော်အားကြတဲ့စာရေးဆရာလေးတွေရဲ့စာပေဟောပြောပွဲအနှဲငယ်ပြောတာနော်အနှဲငယ်လေးတွေကိုလည်းမျှဝေခဲ့ပူပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုဝင်ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်အခုနောက်ပိုင်းကကျွန်တော်ကအလမျိုးဗီဒီယို edit လုပ်ဖို့ရတယ်လဲအချိန်မရဘူးအတန်သွင်းဖို့တွေကစလို့အချိန်မရတာဖြစ်တဲ့အတွက်အခုလိုမျိုးရုပ်ကိုပြပြီးတော့ရိုးရှင်းတဲ့ဒီဗီဒီယိုလေးတွေကိုပဲဖန်တီးပါတော့တယ်ခင်ဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်တတ်တာ